အားလုံးပဲမင်္ဂလာပါဗီဇာ support channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကမိတ်ဆွေတို့လမ်းခဲ့ကြမယ်လို့ယုံကြည်ပါတယ်5 star အပြည့်အောင်3 star 5ပွဲမှာ4ပွဲအောင်ရလက်4ထွက်ခဲ့လို့ကျေနပ်မိပါတယ်တကယ်ဆိုရင်မောင်းပါအောင်ခဲ့ရမှာပါခဲ့အခုပဲဒီကနေ့ပွဲတွေဆက်ကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့3 star ပွဲစဉ်တစ်ပွဲအဖြစ်ညနေ7နာရီခွဲမှာကံမဲ့ IFK နော်ကိုဘင်း FK 6ဘော်ကိုရွေးချယ်ထားပါတယ်ဒုတိယမြောက်3 star ပွဲစဉ်အဖြစ်ည7ခွဲမှာကံမဲ့ဆွီဒင်လိတ်ဝမ်းကမေမိုဘော်ဒီနဲ့ဖြတ်တန်းချင်ပါတယ်တတိယမြောက်3 star အနေနဲ့ကတော့ည7ခွဲမှာကံမဲ့ဆွီဒင်လိတ်ဝမ်းကပဲ IFK ကိုဒီဘော့6ဘော်4ကိုရွေးချယ်ပေးထားပါတယ်၄ပွဲမြောက်3 star အနေနဲ့မနက်တနာရီမှာကံမဲ့ပိုလန်လိတ်ကလီဂီယာဝါဇွာဘော်ဒီကိုရွေးချယ်ပေးထားပါတယ်ဆက်လက်ပြီး9ပွဲမြောက်3 star လေးကတော့မနက်တနာရီမှာကံမဲ့ဆွီဒင်လိတ်မှအဲဘော့6ဘော်4ကိုရွေးချယ်ပါတယ်ဆက်လက်ပြီးယနေ့အတွက်အကြိုက်ဆုံး5 star အထူးပွဲအနေနဲ့မနက်တနာရီမှာကံမဲ့စာဘတ်တီဘော်ဒီကိုရွေးချယ်ပြီးစပယ်ရှယ်မောင်းနေနဲ့ကတော့စာဘတ်တီဘော်ဒီအဲဘော်6ဘော်FK ကိုဒီဘော့6ဘော်IFK နော်ကိုဘင်း FK 6ဘော်တို့ပဲဖြစ်ကြပါတယ်မနေ့ကထက်အကောင်းဆုံးတွေဖြစ်အောင်ရွေးချယ်ပေးသွားနိုင်ဖို့ကြိုးစားလဲပါအားလုံးပဲအသက်ရှူတိုင်းငွေတွေဝင်ကြပါစေ